Miss Cultures ဒီရားတော့လူတိုင်းကြောက်မှုပါဒါပေမဲ့ Miss ဆိုတာကဟာတာတက်မဟုတ်လူတိုင်းရဲ့မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုအခု modern Miss Culture ဆိုတာလေနေကြီးနိုင်ကြီးဖြစ်လာမှာမဟုတ်ဒါပေမဲ့ तू က technology တွေလူရဲ့ဟာတာဉာဏ်တွေ online community တွေကနေစိတ်ငယ်ပြောင်းလဲရတဲ့အရာတစ်ခုအားအကြောင်းမို့အခုလက်ရှိဖြစ်နေတဲ့ Miss တွေအရာ Miss ကဘလုံးဝမတူမော်ဒယ်မီခေါ်ကြကွာ2000ခုနှစ်ဒီအစောပိုင်းလောက်ကအစရလို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့အဲ့တုန်းကဒီလူတွေကအဲ့လို image micro တွေစပေါ်အချိန်အဲ့ကြောက်ကလူတယောက်ကအဲ့လို 4chan တို့တခြား website တွေမှာစောင်းရဲ့ IG ဖြစ်ပြီး ionic ဖြစ်တဲ့ဟာတွေကိုရေးပြီးတင်ကြတယ်ဒီကနေစပြီးတော့ evolve ဖြစ်လာရဲဆိုတော့ထေထင်ရှားမြင်လာရတယ်2010လောက်ကျဒီ Reddit တွေ Facebook တွေကသူတို့ရဲ့ Miss က low key mainstream ဖြစ်လာတယ်2010ကျော်သွားတော့ဒီ Miss ကဒီဟာတာတက်ကိုမဟုတ်တော့တကယ် communication လို့ဖြစ်လာအဲ့တော့ Miss ရော politics တွေရော finance တွေရော adapt လုပ်ပြီးတော့ပြန်ပြီးတောင်းလာကြတယ်အခုလူတွေအများကြီးတိကျတယ်လုံးဝ mainstream ဖြစ်သွားတယ် disruptive vibe ဆိုတဲ့ဟာကြီးကတော်တော်များများ adapt လုပ်ပြီးပြန်တောင်းလာကြတယ်Miss ရကွာ2020 pandemic ပို့ပြီးတော့ mainstream ဖြစ်သွား cause no shit အဲ့ထားမှနေပြီးတော့လူတွေက entertain ဖြစ်တဲ့အရာကိုလိုအပ်တာဟုတ်အဲ့တော့အချိန်ကြတော့ဒီ Miss ရဗီဒီယိုတိုလေးတွေပေါ်လာတယ်အချိန်ကျတော့ဒီပုံစံမျိုးနဲ့မဟုတ်ဘူးနဲ့ပုံစံလေးအများကြီးနဲ့ပေါ်လာတယ်ဒီ Miss ရဗီဒီယိုတိုလေးအများတယ်အဲ့လို low keys relative ဖြစ်တဲ့ဟာပြီးတော့လုံးဝကိုချက်ကားပြီးတော့ ionic ဖြစ်တဲ့ဟာအဲ့တော့အချိန်ဒီမှာ Miss ရ evolve ကတော်တော်လေးကိုမြန်တယ် event တွေပေါ်မှာလည်း Miss ရအခြေခံသွားတယ်အချိန်မှာပဲမထင်မှတ်ထားတဲ့အရာတစ်ခုကအကုန်လုံးပြောင်းလဲခဲ့ Miss ကိုဘယ်လိုမြင်ကြလဲကျွန်တော်အနေနဲ့ကတော့အနုပညာတစ်ခုလုံးမြင်တယ်အခုလက်ရှိဖြစ်နေတဲ့ Miss ရဲ့ origin ကပါလေလူရချင်းလို့ဟိုးရှိကအရာတည်းမဟုတ် Alpha Me Sigma Me Look Messing Mock Race Skibidi Toilet and even 67K တော့တရားဆက်ကြည့်လိုက်ရင်သူကပဲစားခဲ့ရချီကချက်တီဒီမိတခုကြောင့်လူသားမျိုးနဲ့ပြောင်းလဲစေခဲ့ကောင်းချင်တရားတွေယူလာခဲ့တယ်လို့မကောင်းချင်တရားတွေပဲယူလာခဲ့တယ်။ညီလို့မရတာတော့ချက်ကတော့ကျွန်တော်တို့လူသားမျိုးနဲ့အတွက်အေဝါတိတခုခေါ်ဆောင်လာပြီးတဲ့ဆိုတာပါပဲ။